အားလုံးပဲကျွန်တော်ခုပဲရောက်နေတယ်ထင်တယ်မင်္ဂလာပါ STD Reality ကနေပြီးတော့ကြိုဆိုပါရစေကျွန်တော်တို့ Golden City ကိုရောက်ပြီဆိုလို့ရှိရင်ပထမအဦးဆုံးအနေနဲ့အခန်းနေမကြည့်ခင်မှာ Golden City ရဲ့ပန်းညံအကြောင်းလေးကိုကျွန်တော်နည်းနည်းပြောပြပေးပါမယ် Golden City ရဲ့ပန်းညံက 2.5 acre ထိကျယ်ပြီးတော့ပြင်သစ် style ဗီဒီယိုကပညာရှင်တွေကလုပ်ပေးထားတာဖြစ်တဲ့အတွက်တော်တော်လေးကိုကြည့်ကောင်းတဲ့ပန်းညံထဲမှာပါပါတယ်ပန်းညံထဲမှာကစားကွင်းတွေလူကြီးလေးချင်းကလှုပ်ဖို့အတွက်နေရာတွေအနိုင်ယူဖို့ခုံတန်းလေးတွေနဲ့အဲဒီပန်းညံထဲမှာလည်း Olympic ဆိုင်ယူကန်ပါပါသေးတယ်ဒါကတော့ကလေးကစားကွင်းနဲ့ဒါလေးချင်းကန်ဟိုလေးလှုပ်ချင်တဲ့တက်ကြီးရွယ်ကိုလာအလုပ်လုပ်ရတဲ့နေရာလေးပါကားပါကင်ဆိုလို့ရှိရင်လည်းသူတို့တွေက mechanical ကားပါကင်မျိုးသူတို့လုပ်ပေးတာပါမီးရလည်း24နာရီရတယ်မီးပြတ်သွားရင်လည်းဒီခိုင်းတဲ့အထိမီးရပါတယ်Golden City ကပန်းညံကြောင်နဲ့တည်တင်တော့တည်ပြီဆိုတော့ကဲအဲ့တော့ကျွန်တော်ပုံမှန်ရှိတဲ့1350 square feet ရှိတဲ့ခန်းကိုထုတ်လိုက်ပြပြီကျွန်တော်လည်းလိုက်ခဲ့ပါနော်ကဲခုကျွန်တော် Golden City ကအလွှာ30က1650 square feet ရှိတဲ့4 bedroom ခန်းကိုကျွန်တော်ပူကြောင်းပြီအဲ့ဒီခန်းထဲမှာဘာလို့ပြင်ဆင်ထားတဲ့ပုံချင်းရှိလို့ကျွန်တော်လိုက်ပြပြီဒီုံတော့အခန်းထဲမှာကျွန်တော်ပြပြီးကျွန်တော်ဒီကားရဲ့ lot ကိုချက်ပြပါမယ်။သူကကြတော့ဒီ Golden City မှာရှိတဲ့အခန်းကြီးကိုပိုင် Smart TV ဖြစ်တဲ့အတွက်ကြောင့်ဒီမျိုးကက်ကလေးကိုဖွင့်နေရတာအခန်းကိုလည်းကက်ပြီးပေးကြအောင်နော်။ဒီတော့လည်းဒါလည်းဟုတ်ပါ။အဲ့တော့ lot ချက်ဖွင့်ရတယ်။တိုင်းမဖွင့်နေမှာဒီမှာဟိုကလည်း password ရေး fingerprint နဲ့ဖွင့်လို့ရတယ်။အဲ့တော့ catch နဲ့ခက်နေတော့ဖွင့်ရတယ်နော်။ Okay အဲ့တော့ဝင်ချင်းမှာဒါတော့ခုနပြောတဲ့အတိုင်းပဲတခါဘောဝင်လိုက်ရှောင်းနေတာဖက်နဲ့ဆင်ထားပြီးတာတဲ့တဲ့ဆိုရင်ဒါဒီဗီဒီယိုရောက်တယ်ခမင်းစားတဲ့ညရှိမယ်ဒီကမှလည်းဒီမျိုးပေါ့ဟို Android လေးလုပ်ပေးတာဒီဘက်ချမ်းကမိဖို့ကြောင့်မိဖို့ကြောင့်ကိုပြပေးမယ်နော်မိဖို့ကြောင့်ကြည့်ရအောင်ကဲဒါတော့ Golden City ကနော်ဖုန်းပဲရောkitchenဒီ kitchen မှာသူက kitchen counter တွေနောက်ပြီး cabinet တွေလုပ်ပေးရတယ်အောက်မှာပုံမှန် cabinet တွေပါတယ်ဒါက facing ဒီခန်းလေးမှာကျွန်တော်တို့ရေခဲတစ်တာတစ်လုံးပါလာပြီမယ်ပြီးရင်ဒီမှာမီးကိုအညှော်ထုတ်ဆက်အဲ့ဒါတွေအကုန်လုံးပါလာပြီမယ်เนาะcabinet ဆိုလည်းမဆိုဘူးဒါတွေတော့ပုံမှန်ဝေးစုပ်တာဟာဒီမှာမြင်လိုက်တယ်ဒီနေ့ကျွန်တော်မီးမဖွင့်တာပြီလေအခုကျွန်တော်ပြောရင်းနဲ့ထွက်လာတဲ့ခန်းကနောက်ဖွင့်ပေကွန်ဒီမှာဒီဘက်ချမ်းမှာနည်းနည်းကြည့်ရပဲတော့ကျင်းထဲမှာဝှချော်ဆက်ထားလို့ရတယ်ဆိုစိတ်ကပညာရေးလုပ်ပေးရတယ်เนาะဒါ aircon ဒီမှာ water heater တို့ဟာဒီနောက်ဒီဘက်ချမ်းမှာပဲဘာလေးလဲဆိုတော့ store gun ခန်းပါလေအဲကျွန်တော်ပြောရဲ store gun ဆိုတာဒါကိုပြောချင်တာ store gun လေဆိုပါဘူးဒီပလက်ခုံလေးအောင်လုပ်ပေးထားသေးတယ်ဒီပလက်ခုံနဲ့ပါသေးတယ်เนาะ okay ပစ္စည်းပါညာထည့်လို့ရတော့ကျွန်တော်ဆိုတော့အဆင်ပြေတယ်ကျွန်တော်တို့တိုလီမုတ်ဆိုင်အများကြီးသိနေတယ်လို့ခေဒါမိတ်ရောကတယောက်စာကောင်းတော့အေးဆေးနေလို့ရတယ်เนาะအဲဒီပညာပါမယ်ဒါကဒီစုကအိမ်သားကဲမှာဘေးစင်နဲ့အိမ်သားပါတယ်ဒါတော့ဖွင့်မပြတော့ဘူးမောင်နေတော့ဖွင့်ပြတော့ဘူးအဲ့တော့နောက်ခွေးဘင်ကိုနီလေးလည်းပါတယ်เนาะဒါဒီမှာတော့တို့ကြည်နေပြီးတော့မှ Golden City မှာကျွန်တော်ဆိုပြောခဲ့တယ်လို့ပဲ4 bedroom ဆိုတာကတော်တော်ရှားနေတယ်မှာပါနေပြီအားလုံးကလည်း 4 bedroom ကိုရှာနေကြတော့ရှားပါခန်းလေးကိုရောင်းပေးတာပါเนาะဟုတ်ကဲ့အဲ့တော့ကျွန်တော်နောက်ထပ်ခြားခန်းတွေပါကြည့်ကြအောင်เนาะကဲဆက်ပြီးတော့ကျွန်တော်အခန်းကြီးစီသွားမယ်အဲ့တော့ဒါက single room ဒါက bedroom ဒါကလည်း single room ဒါက master room အဲ့တော့ကျွန်တော်တို့ master ခန်းကိုအရင်ဆုံးဝင်ကြည့်မယ် master ခန်းထဲမှာဘယ်လို view ရှိရဲဘာ facility တွေပါလဲဆိုတော့ချက်ကြည့်မယ်နော် master ခန်းထဲကိုဝင်လို့ရှိရင်ကျွန်တော်ဆက်ဆက်ကြည့်ပြီးချိုးခဲအိမ်သာတွေ့မယ်ဒီချိုးခဲအိမ်သာမှာ bed desk တွေပါတယ်နော် shower stand တွေပါမယ်ဘိုးတိုင်းပါမယ် facing တွေပါမယ်အဲကြတော့ climate control ဒါဒီခန်းထဲက aircon ကိုသုံးဖို့အတွက်အားတွေဒီကနေပဲလုံးပြရမှာအဲ့လိုမျိုးရှိတယ်နော်လုံးဝဒီခန်းကိုတော့ကြိုက်တယ်ဘာဖြစ်လို့ကြိုက်လဲဆိုတော့ view ကမိုက်စား view ကဒီခန်း view ကကျွန်တော်ကဟိုပါပေါ့ in view ရမယ်ဒီကနေကြည့်ရင် in view ရှိတယ်
ဟိုမှာ Zirona Melia เนาะဟိုမှာ The Central Airgan Airview ကိုမြင်ရမယ့်ခန်းဖြစ်တယ်ဒါတော့ကျွန်တော်စိတ်ကူးထဲမှာလည်းစိတ်ကူးရခဏခဏပဲကျွန်တော်ဒါဒီလိုဖော်တိုမှာနေမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီလို view မျိုးကိုပဲကျွေးမှာဒီလို view မျိုးကိုပဲကြိုက်တယ်ဘာကြောင့်လို့ပြောရလဲဆိုလို့ရှိရင်မနေ့အိယာထားလိုက်ပြီဆိုတာလည်းလုံးဝနေဝင်နေထွက်အကုန်မြင်ရတယ်ဗျအိတ်တဲ့ချိန်ဆိုလည်းနေဝင်ချိန်မြင်ရမယ်နိုးတဲ့ချိန်ဆိုနေထွက်ချိန်ကိုမြင်ရမယ်အဲ့ဒါကိုကျွန်တော်သဘောကျတာအဲ့တို့ကြောင့်မို့ကျွန်တော်ဆိုရင်ကျွန်တော်ဒါဝယ်မယ်ဆိုရင်ဒီခန်းမျိုးပဲကျွန်တော်ဝယ်မှာဘာဖြစ်လို့ဆိုတော့ဒီ view ကအရန်ကောင်းတယ်ဒီခန်းထဲမှာမာစာခန်းထဲမှာကကတိရယ်ဝေးရယ်နောက်ပြီးတော့မှရှိရဗီဒီယိုသေးသေးတွေနောက်ပြီးတော့မှန်လေးကိုပါပြီးမယ်နော်ဒါတွေလည်းပါပြီးမယ်ဒီခန်းမှာဒါတွေပါမယ်အောက်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ package ခင်းပေးထားတယ်စီရီရယ်ပါတယ်နောက်တစ်ခုထပ်ပြဝစ်စင်ဝစ်တွေပါထားမှုတော့ကျွန်တော်တို့တတိတက်တန်ကြီးရဲ့အဒီခန်းထဲမှာဗီဒီယိုကြီးတန်းနေတာဘာလို့ပဲလဲဆိုတော့ဒီကလေးထုတ်ပေးရတယ်အဒီမှာတော့ဆန့်တယ်ဒီဟုတ်ပါရဲ့အဲကျွန်တော်ခုမှမျက်နှာရှင်းလိုက်မှစီစင်ငယ်ခန်းလေးကိုသွားမယ်နော်ကျွန်တော်တို့ခုနကတပယ်ရောနေတပယ်ရောအဲဒီမှာလေးဒီလိုပဲပို့ရကတည်းကအကုန်ပါပြီးမယ်ဒီခန်းထဲမှာလည်း climate ကိုထိုးပါမယ်ဒီအောင်လေးလည်းမစိုးဘူးပြောရမှာပဲဘာဖြစ်လို့လဲဆိုတော့ခုနကလို interview မဟုတ်ပေမဲ့တော့ကျွန်တော်ဒီမှာလှဲနေမယ်ဆိုရင်ဘယ်လိုပဲပြော CCTV ကိုမြင်ရတယ် CCTV မှာရှိတယ်အဲ့လေးလည်းတွေ့ရမှာပဲမိုက်တယ်စိုးကောင်းတယ်ဒီမှာလည်းမှန်ချက်ကြီးရလည်းဒါလုံးဝစောင်းပြီးဖြစ်တယ်တော့ဖွင့်ကြတယ်ဟိုးတန်ကြရမှာတန်ကြရနော်ဒါဖွင့်လိုက်တော့ပြန်ပိတ်ပြမယ်ဆိုတော့တန်လုံးနေဆိုတာကဲလုံးဝလေးဟာနေတဲ့ရောက်တော့ဘာမှမကြားတော့တာဗျာအဲ့တော့ဘဝင်းကျင်မှာဘလောက်ပဲစူးစူးညံ့ညံ့ရန်ကင်းမှာတလောက်ကြီးဝိုးတဲ့ကားတွေစူးညံ့နေအေးစစ်စစ်ပဲပြီးတော့ဒီခန်းမှာဗီဒီယိုပါအောင်မယ်နောက်ဗီဒီယိုပါမယ်ဗီဒီယိုဒီဝါရမိုင်းဒီလိုကောင်းတယ်ဒီလိုတယောက်စာမို့နှစ်ယောက်စာတော့အဆင်ပြေတဲ့ဗီဒီယိုပါမယ်ဒါက airport ပေါ်ပြီးပါမယ်เนาะ okay နောက်ဆုံးကြံတဲ့ခန်းနောက်တစ် single ခန်းပြန်ပြအဲ့ single ခန်းဒီမှာလိုပဲ master ခန်းလိုပဲ view ကောင်းတယ်အဲကိုကျွန်တော်ပြမယ် okay ရပါလားဗျာဒီထဲမှာတော့ဟိုဓာတ်သူစင်တိုင်း idea တွေကိုပြောပြတာပေါ့နော်သူကကျတော့ဒီထဲကိုကြည့်မခဲတာဘူးငွေရဘာမခဲတာပဲနဲ့သူဘာလုပ်ထားလဲဆိုတော့သူကလုံးဝဒီမှာသူအလုံးလုံးတာ boss speed တွေပေါ့ view ကလည်းခုန view ပဲ interview ပဲเนาะဒီကနေ့ဒီမှာဗီဒီယိုလေးတစ်လုံးရှိမယ်ဒီခေါင်းလေးကိုလုံးရှိမယ် okay အဲ့တော့ကျွန်တော်တို့အေခန်းကိုဆက်ပါမယ်ကဲဒါနောက်ဆုံးအနေနဲ့ဒါကျွန်တော်ပြပေးမယ် living room ပေါ့နော် living room မှာစတီတစ်ဆက်ပါတယ်နောက်ပြီးတော့ဒီ square ပါမယ် TV ပါမယ်เนาะ living room ခုနကကျွန်တော်ဝင်လာတဲ့ဘက်ကနေပြပေးရเนาะပြပေးရဒီဘက် channel ပြန်ကြည့်လို့ living room ကလည်းတော်တော်ကျယ်တယ်ဒီမှာပါတယ် square feet 1650ဆိုတာကတော်တော်ကျယ်တယ်ဒီမှာပါတယ်ဒါကဝဒနာမှာလည်းသူက sound proof ပါတဲ့အလူမြင်ကချက်ပါတယ်အခုကျွန်တော်ရှေ့မှာမြင်နေရတဲ့ view view ကတော့ခုနလိုထပ်ပြောမယ်ဒါကတော့ဝဒနာဒီဝဒနာ people ညနေကြည့်ရင် interview ကိုမြင်ရတယ်နဲ့ interview တွေမဟုတ်ဘူးရန်ကုန်တစ်မျိုးလုံးကိုမြင်နေရတာဒီခန်းလေးရဲ့ဈေးနှုန်းကိုသိချင်တယ်ထင်တယ်နော်ဒီခန်းလေးရဲ့ဈေးနှုန်းလေးက13500ခေါ်ရတယ်အဲ့ဒါကိုကျွန်တော်တို့ဒီမှာဆက်လို့ကျွန်တော်ဝယ်မယ်ဆိုရင်ထပ်ပြီးတော့ညှိနှိုင်းပေးမယ်အဆင်ပြေအောင်ဒီကိုကျွန်တော်လုပ်ပေးမယ်နော်ဒီခန်းလေးတက်ပြောပြမယ် square feet 1650ကျဲတယ်four bedroom ဖြစ်တယ် master တစ်ခန်း single တစ်ခန်းနဲ့မိတ်ရောတစ်ခန်းပါတယ်ဒီမှာ၄ခန်းပါတယ်เนาะအဲ့ဒါပါတယ်ကားပတ်ကေတမီယာစာပါမယ်ချင်းပါမယ်ချီကူးကန်ခလေးရေဘူးကန်လူကြီးရေဘူးကန်ရောပါမယ်ပြီးတော့ပန်းညံပါမယ်ပန်းညံကတော့ခုနကျွန်တော်ပြသွားပြီးပြီလို့ဖြစ်တဲ့အတွက်တော်တော်ကြိုက်တယ်ပြင်တယ်เนาะပြင်တစ်စတိုင်ပန်းညံကိုပါအောင်မယ်အဲ့တော့စဉ်းစားကြည့်ပါလက်စရီဆက်ဆန်နေမယ်ဆိုရင်ဆက်သွယ်ပြီးပါအားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်က SCD ဒီဟာပါ